မင်္ဂလာပါခင်ဗျာ Mobile Plus မှာကြိုဆိုပါရစေ။နိုင်လေးကို app နဲ့ဘယ်လိုချိန်ရမလဲဆိုတဲ့အကြောင်းလေးရှင်းပြပေးခြင်းလို့နိုင်ထဲမှာဒီလိုမျိုးလေးစာရွက်လေး manual လေးတက်အုပ်ပါတယ်ပေါ့နော်။အဲ့ဒါမှာ QR လေးပါတယ်ပေါ့နော်။ဆိုတော့ဒီမှာဒီ QR လေးကို scan လုပ်လိုက်ရင်လည်း application လေးကြာလာမယ်။အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ဒီမှာနိုင်ကို power ဖွင့်လိုက်နိုင်ကိုစပြီးတော့အားသွင်းရမယ်အားသွင်းပြီး power ဖွင့်လိုက်မယ် power ဖွင့်လိုက်ရင်ဒီမှာပေါ်လာလိမ့်မယ်ပေါ့နော် Hyper OS ဆိုပြီးတော့ဟုတ်ပြီအဲ့လိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်စပြီးတော့ဟိုတော့မယ်ဒီထဲတော့ကျွန်တော်စပြီးတော့ Play Store ထဲကိုသွားမယ် Play Store ကိုရောက်သွားပြီဆိုရင်ကျွန်တော် search လုပ်မယ်အရင် search လုပ်လိုက်ပြီဆိုရင်ဒီမှာ my watch plus ပေါ့နော်ဒီမှာ my watch plus ဒါလေးကိုတစ်ချက်နေမယ်နေတာပြီဆိုရင်ဒီလို application လေးကြာလာနေမယ်နော် my watch plus ဆိုတဲ့ application လေးကျွန်တော်တော့ဒါ download ပြီးသားဖြစ်နေတယ်ပေါ့နော်ပထမဆုံးဒါလေးကို download လုပ်ရမယ် download လုပ်ပြီးသွားပြီဆိုရင်ကျွန်တော် open လေးလုပ်လိုက်မယ်ကျွန်တော်တော့ down ပြီးသားပေါ့နော် open လေးလုပ်လိုက်မယ် open လုပ်လိုက်ပြီဆိုရင်ဒီမှာဒီလိုမျိုး permission လေးတောင်းမယ် Bluetooth on ရမယ်နော် Bluetooth on ပြီးသွားပြီဆိုရင် agree လုပ်မယ် agree လုပ်ပြီးသွားပြီဆိုရင်ဒီမှာပေါ့နော် setting တစ်ခုကိုပေါ့နော်အဲ့မှာနာမည်လေးပါလေးရေးတိုက်တာရေးလို့ရတယ်ကျွန်တော်ကတော့ဒီမှာအဆင်ပြေတာတစ်ခုရေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်ဒီမှာ save လုပ်လိုက်မယ်ဒီလိုမျိုးပွင့်လာပြီပေါ့နော်ပွင့်လာပြီဆိုရင်ဒီအောက်မှာ equipment ဆိုတာရှိတယ်နော်ဒီမှာ equipment လေးဒီ equipment တွေကိုသွားမယ်သွားပြီးသွားပြီဆိုရင်ဒီအပေါ်ဆုံးမှာ add device ဆိုတာရှိတယ်နော်အဲ့ဒီ add device တွေကိုသွားမယ်သွားလိုက်ပြီဆိုရင်ဒီလိုမျိုးပေါ်လာလိမ့်မယ်ကျွန်တော် agree လုပ်အောင်မယ်ပေါ့နော် with using app အကုန်လုံး permission ပေးရမယ် allow နိုင်ရေးစရှာနေပါပြီနိုင်လို့စရှာနေပြီဒီမှာ V10 Pro Max နော်ဒီနိုင်လေးကျွန်တော်အခုဒါနဲ့ချိန်မယ်ပေါ့နော် V10 Pro Max လေးပေါ်လာပြီ second လောက်လိုက်မယ်အချိန်အနည်းငယ်စောင့်မယ်ဒီမှာဒီလို complete ဖြစ်သွားပြီဆိုရင်နိုင်ရေးကလည်းဒီလိုလင်းသွားပြီနော် complete လေးကိုပေါ်မယ်ချိန်ပါပြီပေါ့နော်ချိန်သွားပြီဆိုရင်ဒီ computer တောင်းရလို့ဒီလိုမျိုးထပ်ပြီးပေါ်လာလိမ့်မယ်ဒါကိုကျွန်တော် pair လုပ်မယ် get it လုပ်မယ်ပြီးသွားပြီဆိုရင်ဒီမှာဒါလေးက notification တွေပေါ့နော်စပြီးတော့ဖုန်းဝင်ခြင်းလားမဝင်ခြင်းဘူးလားဒါတွေကိုဒီမှာ on လုပ်ရမှာပေါ့နော် agree လုပ်ရမယ် allow တွေပါ allow ပေးရမယ်ဒီမှာလိုချင်တဲ့ဟာလေးတွေအကုန်လုံး allow လုပ်လို့ရတယ်ပေါ့နော်မလိုချင်ရင်လည်းဒီတိုင်းပဲထားလိုက်ပေါ့နော်လိုချင်တဲ့ဟာလေးတွေကိုပဲ allow ပေးလို့ရတယ်နောက်ထပ်ဘာလုပ်လို့ရလဲဆိုရင်ဒီမှာဒီအပေါ်မှာတော့ wallpaper တွေကြာလာလိမ့်မယ်တိုင်းတိတ်မကောင်းသေးလို့မကြသေးတာပေါ့နော်ဒီဘက်မှာနိုင်ရှာတဲ့ကောင်ရှိမယ် contact မှတ်တဲ့ဟာလေးရှိမယ်နော်ဟို wallpaper တွေဘာတွေကတော့ဒီမှာ watch face ဆိုတဲ့ဟာလေးအပေါ်မှာ diamond ဆိုပြီးပြတယ် watch face ဆိုတဲ့ဟာလေးဒါလေးကို all watch ဆိုတဲ့ဟာလေးဒါလေးကိုနှိပ်ရမှာပေါ့နော်ဒါလေးက internet နဲ့တွားတဲ့အတွက်ကို internet line မကောင်းရင်တော့အချိန်နည်းနည်းလေးပေးရမှာပေါ့နော်ဒီလိုမျိုးလေးပွင့်လာလိမ့်မယ်ဒီလိုမျိုးပွင့်လာပြီဆိုရင်ဒီမှာ wallpaper လေးချိန်လို့ရတယ်ဒါတွေကတော့နိုင်မှာပါတဲ့ဟာလေးတွေပေါ့နော်ဒီကောင်လေးတွေကနိုင်မှာပါတဲ့ဟာလေးတွေနိုင်ထဲမှာပါတဲ့ဟာလေးတွေဒါပေါ့ဒီကနေတစ်ခုနှိပ်လိုက်ပြီဆိုရင်နိုင်မှာအဲ့ဒီဟာလေးဖြစ်သွားပြီဒါတွေကအပေါ်မှာ install ပြီးသားတွေပေါ့နော်ပြီးရင်ဒီမှာ photo with face photo watch face ဆိုတဲ့ဟာလေးလာမယ် photo watch face ဆိုတဲ့ဟာလေးကကိုယ့်ပုံကိုတင်လို့ရတယ်ပေါ့နော်ဒီမှာနှိပ်မယ်နှိပ်လိုက်ပြီဆိုရင်ဒီလိုမျိုးပေါ့နော်နှိပ်ကြပြီနော်ဒါလေးနှိပ်လိုက်ပြီဆိုရင်ဒီလိုမျိုးပွင့်လာလိမ့်မယ်ဒါကို gallery ထဲသွားပြီးတော့ကိုယ့်ပုံကိုတင်လို့ရတယ်ပေါ့နော်ကိုယ့်ပုံကိုတင်လို့ရတယ်ဒါမှမဟုတ်လည်းတစ်ပုံရပြီလည်းတင်လို့ရတယ်အဲ့ဒီ function လေးရှိမယ်ပြီးရင်ဒီမှာသူ့မှာပါရ wallpaper တွေပေါ့နော်စိတ်ကြိုက်ထားလို့ရတယ် install တစ်ချက်နဲ့ရမယ်0 to 100အချိန်စောင့်ရမယ် wallpaper ပြောင်းသွားမယ်ပေါ့နော်အဲ့လိုမျိုးအသုံးပြုလို့ရတယ်ပေါ့နော်